မြန်မာနိုင်ငံပကံမြို့ဟာရှေးဟောင်းဖျားပေါင်းထောင်ချီရှိတဲ့တမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်။ဒါပေမဲ့ပကံမှာဖျားတွေတည်းမဟုတ်ပါဘူး။လူတွေကြောက်ရွံ့လေစားပြီးယနေ့ထိပူဇော်နေကြတဲ့ထူးဆန်းတဲ့နတ်နှစ်ပါးလည်းရှိပါတယ်။သူတို့ကတော့စိမ့်ညက်ညီအမဖြစ်ပါတယ်။ဘာကြောင့်လူတွေယနေ့ထိယုံကြည်နေကြတာလဲ။သူတို့ရဲ့နောက်ွယ်မှာဘယ်လိုဝဲနဲ့ဝဲတမိုင်းရှိခဲ့တာလဲ။ဒီဗီဒီယိုမှာအားလုံးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။စိမ့်ညက်ညီအမရဲ့တမိုင်းစိမ့်ညက်ညီအမဟာရှေးခေတ်ပကံခေတ်ကာလမှာနေထိုင်ခဲ့တဲ့အလွန်လှပပြီးလူချစ်လူခင်ညားတဲ့ညီအမနှစ်ယောက်ဖြစ်ပါတယ်။အမကြီးနာမည်ကစိမ့်ညက်ညီမနာမည်ကစိမ့်ဖြူဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာအလှပတာမကစိတ်ထားကောင်းပြီးလူတွေကိုကူညီတတ်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်လူတွေကအလွန်ချစ်ခင်လေးစားကြပါတယ်။ဝမ်းနဲ့ဖွဲ့ဖြစ်ရက်တနေ့မှာတော့ဘရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကြောင့်သူတို့နှစ်ယောက်ဟာမမှန်မကန်ဆွဆွဲခံခဲ့ရပါတယ်။အဲ့ဒီအချိန်ကဘရင်အမိတ်ဟာအလွန်တင်းကျပ်ခဲ့ပြီးအပြစ်မရှိပေမဲ့သူတို့ကိုတပ်ဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ဟာမတရားစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။လူတွေကသူတို့ကိုအလွန်တနာပြီးဝမ်းနည်းကြပါတယ်။ နတ်ဖြစ်လာခြင်းသူတို့တည်ဆုံးပြီးနောက်ထူးဆန်းတဲ့ဖြစ်ရက်တွေစတင်ဖြစ်ပေါ်လာပါတယ်။သူတို့တည်ဆုံးခဲ့တဲ့နေရာအနီးမှာမမြင်ရတဲ့အရာတွေဖြစ်ပေါ်လာပြီးလူတွေကသူတို့ရဲ့ဝိညာဉ်ရှိနေတယ်လို့ယုံကြည်လာကြပါတယ်။အဲ့ဒီနောက်သူတို့ကိုနတ်အဖြစ်သတ်မှတ်ပြီးစိမ့်ညက်ညီအမနတ်လို့ခေါ်လာကြပါတယ်။ယနေ့အချိန်ထိပကံနဲ့ပတ်ဝန်းကျင်ဒေသတွေမှာစိမ့်ညက်ညီအမကိုပူဇော်နေကြပါတယ်။လူတွေကအန်ဒီရဲ့ကာဝေးပေးတယ်၊ကံကောင်းစေတယ်၊ဆုတောင်းရင်ပြည့်တယ်လို့ယုံကြည်ကြပါတယ်။တချို့လူတွေကတော့စိမ့်ညက်ညီအမဟာပကံကိုစောင့်ရှောက်နေတဲ့နတ်တွေဖြစ်တယ်လို့ဆိုကြပါတယ်။ထူးခြားချက်ကစိမ့်ညက်ညီအမဟာမြမရိုးရနတ်38ပါးထဲမှာပါဝင်တဲ့အရေးကြီးတဲ့နတ်နှစ်ပါးထက်ပါတယ်။ယနေ့ထိသူတို့ရဲ့နတ်အိမ်တွေမှာပန်းတစ်ထီစီမီးတွေကတ်လူပြီးလေးစားပူဇော်နေကြပါတယ်။ဒါဟာမြမယဉ်ကျေးမှုနဲ့ယုံကြည်မှုရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။နီးကုံစိမ့်ညက်ညီအမရဲ့တမိုင်းဟာဝမ်းနဲ့ဝယ်ဖြစ်ပေမဲ့လူတွေရဲ့ယုံကြည်မှုနဲ့လေးစားမှုကြောင့်ယနေ့ထိမမေ့နိုင်တဲ့တမိုင်းတစ်ခုဖြစ်နေစေဖြစ်ပါတယ်။ပကံဟာဖျားရည်တွေမဟုတ်ပေဒီလိုထူးဆန်းပြီးစိတ်ဝင်စားဖွယ်ရာတမိုင်းတွေလည်းရှိနေပါတယ်။တင်ပကံကိုတွားရောက်မယ်ဆိုရင်စိမ့်ညက်ညီအမရဲ့တမိုင်းကိုတတိယပြီးမြမတမိုင်းရဲ့ထူးခြားမှုကိုခန်းစားကြည့်ပါ။ဗီဒီယိုကိုသဘောကျရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ်ပကံရဲ့ထူးခြားတဲ့တမိုင်းတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။